အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အရွယ်ရောက်စာသမီးမိန်းကလေးရည်စားစထားတော့မယ်ဆိုရင်အမေတွေဘယ်လိုဆုံးမရမယ်ဆိုတာပြောပြလာတယ်ရုပ်တယ်ဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာရောက်ပြီးတဲ့သမီးမိန်းကလေးတွေလေရီးစားစထားတာအရန်သိရိုက်နှက်နေရမှာမဟုတ်ဘူးနော်အထူးသဖြင့်အမေတွေပေါ့နော်ရီးစားထားရင်ဘလို့တွေဖြစ်လာနိုင်တယ်ရီးစားထားခြင်းရဲ့နောက်ဆက်တွဲနဲ့ရီးစားထားခြင်းရဲ့ပြဿနာဟာဘလို့မျိုးတွေရှိတယ်နော်ယောက်ျားလေးတွေဘက်ကဘလို့မျိုးတွေလောက်လာနိုင်တယ်ကိုသမီးတွဲနေတဲ့ရီးစားကရွယ်တူလားသို့မဟုတ်ငယ်ငယ်လေးနဲ့ရီးစားထားရင်ကိုသမီးတဲ့အသက်ကြီးတဲ့လူလားအဲ့ခါမှာဘလို့တွေဖြစ်လာနိုင်တယ်ဆိုတာကိုကြည့်ရမှာဒီခေတ်ကလေးတွေတော်တော်များများလေရိုက်နှက်ထုထားမသွားရအောင်မလာရအောင်ဖုန်းသိမ်းမယ်ဟိုဟာလုပ်မယ်ဒီဟာလုပ်မယ်လှုပ်လိုက်လို့ငြိမ်ပြီးတော့အေးသွားမယ်ကလေးတွေထဲမှာမပါဘူးနော်များသွားပြီအဲ့လိုလုပ်လို့မရဘူးအဲ့လိုလုံးကကြောက်ကန်ကန်မကန်ရင်အရွက်တိုက်ပြီးတော့တကယ်လင်းနောက်လိုက်သွားမှမိဘတွေဒုက္ခရောက်မယ်အဲ့တော့အထူးသဖြင့်မိခင်တွေပေါ့နော်အဖေတွေထက်အမေတွေပေါ့နော်အဖေတွေကကြတော့လေဘာလဲဆိုတော့လက်ပါတာတို့ဟိုလေပါးတွေနားတွေရိုက်တာတို့မလုပ်ပါနဲ့အဲ့ဒီအခါမှာသမီးမိန်းကလေးထွက်ပေါက်ရှာသွားတာဒုံးမုံကြောက်ကန်ကန်သွားတာအဲ့ဒါမျိုးဆိုလို့ရှိရင်မိဘပဲရင်ကျိုးရမှာနော်တူဦးဒီတော့သမီးတူဦးဒီတော့သားဆိုလို့ရှိရင်ပို့ပြီးဆိုတယ်အထူးသဖြင့်သမီးမိန်းကလေးတွေကိုနားလည်အောင်ပြောပါဒီဟာတစ်ခုဟာပြတ်သွားပြီးရင်ပြန်မရဘူးအမျိုးသမီးတူဦးရဲ့တန်ဖိုးဆိုတာဘာလဲအိုကြီးစားထားပြီဆိုလို့ရှိရင်စိတ်ကြွယ်ရအရက်ကိုမသွားဖို့သူတို့တွေခေါ်တိုင်းသူတို့တွေပြောတိုင်းမယုံဖို့အချစ်ဟာဘဝကြီးတစ်ခုမဟုတ်ဘူးဘဝမှာအချစ်တဲ့အရေးကြီးတာတွေတပုံကြီးအိမ်တောင်ရေးကိုအိမ်တောင်တစ်ခုကိုတီးဆောက်တဲ့အခါမှာဘလို့ခက်ခဲတယ်ပညာကိုဆုံးခန်းတိုင်အောင်ဘလို့သင်သွားတဲ့နဲ့ကြီးစားထားတာနဲ့အိမ်တောင်ပြူခြင်းဟာဓာတ်ရိုက်အချိုးမကျဘူးအဲ့ဒါမျိုးတွေကိုတစ်ချက်လောက်သိအောင်နားလည်အောင်သမီးမိန်းကလေးတွေကိုပေါ့နော်ရှင်းပြဖို့လိုပါတယ်အခုကလေးတွေတော်တော်များများကအရန်ကိုတိတ်နှုတ်ခစ်တုံးဟို18နှစ်18နှစ်ထက်တိတ်နှုတ်ခစ်တုံးက18နှစ်18နှစ်ထက်ကိုအများကြီးပို့ပြီးတော့ intelligent level ဆိုတာရှိပါတယ်အများကြီးပို့ပြီးကောင်းပါတယ်အဲ့တော့ဟိုကျမတို့ခစ်တော့ရတာမှရှိသေးတယ်ရီးစားထားတာကိုအိမ်ကတိသွားရင်ရိုက်မှာစိုးလို့ဖြတ်သွားတာကိုအကိုကလားအဖေကလားမသိတွေ့သွားလို့အဲ့ဒါကိုကြောက်ပြီးချောင်းတာဒီလင်းနောက်လိုက်သွားတာဒီနေ့ तू ကကလေးတစ်ယောက်နဲ့အိမ်အောင်ကြီးအဆင်မပြေဘူးအဲ့တော့ဒီနေ့ဒီအကုန်လုံးကဘာပြောလဲဆိုတော့ငါတို့တွေအဲ့လိုမျိုးနားလဲအောင်မပြောခဲ့လို့အဲ့လိုမျိုးအကြောက်တရားနဲ့ထိန်းချုပ်ခဲ့လို့ဒီလိုဖြစ်သွားတယ်လို့ကိုမမြင်ကြဘူးဘာလဲသိလားနင်ကနန့်တာကိုအရွက်မြောက်ဘူးရွာတာလေရီးစားထားခြင်းအဲ့ကောင်နဲ့တန်းလိုက်သွားတာအမလေးဘာညာဆိုပြောတယ်နောက်ပြီးလူရှိသူရှိကျူရှင်တွေចောင်းနေဒီလိုက်ပြီးတော့ဒုတ်တချောင်းနဲ့ရိုက်နှက်ဆုံးမတာတွေပြောဆိုတာတွေဆဲဆိုတာတွေကျေးဇူးပြုပြီးမလုပ်ပါနဲ့အဆက်ကွဲခြင်းဟာတော်တော်ဆိုးတယ်နော်ရှေ့တွေမှာတော့ဘယ်သူမှဘာမှမပြောမဲ့တငယ်ချင်းပါဟဲ့သူ့မိကဒီလိုလိုက်ရိုက်တာလေဒုံးနဲ့ရိုက်တာဟီဟာအဲ့လိုကြီးကြမှာចောင်းစရာတွေသူ့ရဲ့တငယ်ချင်းအတိုင်းဝိုင်းထဲမှာသူရှက်မှာပဲအဲ့လိုလုပ်တာတွေမရှက်ဖဲမနေဘူးနောက်ပြီးရီးစားထားတယ်ဗါတယ်16နှစ်18နှစ်ကိုကျမပြောတာ12နှစ်13နှစ်ကိုပြောတာမဟုတ်ဘူးနော်ထားပြီဆိုလို့ချင်းဘာလို့လဲအပြစ်မသွားရဘူးဟာဟိုဘယ်လိုပြောမလဲဟိုဟာဖုန်းတွေလိုက်စစ်ဟာတခန်းတကားတွေပိတ်ထားအဲ့လိုမျိုးတွေလုပ်လို့ဘာမှမထူပါဘူးအချိန်နဲ့အရွယ်ရောက်ရင်မိန်းကလေးကရီးစားထားတယ်ယောက်ျားလေးကရီးစားထားတယ်ဆိုတာဒါတဘာဝစိတ်ကဖိုမရဲ့ဆွဲလန်းမှုတွေဖြစ်တာတဘာဝတရားကြီးကဖြစ်လာတာအရွယ်ရောက်ပြီးတဲ့ယောက်ျားလေးအရွယ်ရောက်ပြီးတဲ့မိန်းကလေးအဲ့တဘာဝတရားကြီးကိုကသွားပြီးတော့တားဆီးပိတ်ပင်လို့မရဘူးဒီနေ့မထားရင်နောက်2နှစ်3နှစ်နေထားမှာပဲဒါပေမဲ့ရီးစားထားရင်ဘာတွေကိုမလုပ်ရဘူးဘာတွေဟာမိန်းကလေးတွေနော်တန်ဖိုးထားအပ်တဲ့ဟာမျိုးဘဲဟာမပါစေနဲ့ဘဲဟာဘလို့ဓာတ်တွေကိုအမေတွေအထူးသဖြင့်အမေတွေနားလဲအောင်ပြောပါအမေမရှိတော့တဲ့သမီးမိန်းကလေးဆိုအတော်တွေအမတွေရှိနားလဲအောင်ပြောပါဟဲ့ဒါရှက်ဖို့ကောင်းတယ်ရှက်စရာကြီးမအေးကဒါတွေပြောစရာလားမဟုတ်ဘူးအမေဆိုတာတငယ်ချင်းလည်းဖြစ်ကမယ်ရင်ပွင့်ပေါ်လည်းဖြစ်ကမယ်တိုင်ပင်ပေါ်လည်းဖြစ်ကမယ်သမီးလေးဘဝမှာအယုံကြည်ရဆုံးလူကမေပါလို့ထုတ်ပြောစရာမလိုအောင်သူ့ရဲ့နှလုံးသားထဲမှာမိခင်ဟာနှွေးထွေးနေရမယ်တငယ်ချင်းတွေကိုသွားတိုင်ပင်လို့အလကားပဲဟိုလူနဲ့မပေါင်းနဲ့ဒီလူနဲ့မပေါင်းနဲ့လိုက်ချုပ်ချယ်လို့ဒီပေါင်းတရားတော့ဒီလိုရှိတယ်နော်ဒီပေါင်းနဲ့ဒီလိုပဲသမီးရေကိုပေါင်းစိတ်ခွာလုံးနော်ဒါကတော့ဒီလိုဒီလောက်ထိအတွင်းကြမပေါင်းသင့်ဘူးဒါမျိုးလေးတွေပေါ့နော်နားလေအောင်ပြောရင်ရပါတယ်အဲ့နားလေအောင်ပြောရင်ရဖို့ကကလေးတယောက်ကိုငငယ်လေးက train ထားပေးမှာရိုက်မှနားလေတယ်ဆိုတဲ့ကလေးမျိုးအကျင့်ဆိုင်မျိုးရှိခင်အဲ့ဒါမျိုးမလုပ်ပါနဲ့အချို့ကလေးတွေတော်တော်စိုးတာကြီးလေကျွန်မမြင်မှုပါတယ်တော်တော်ကြီးမိဘကပြောလို့မရဆိုလို့မရပါတော့အဲ့တော့ဒါတိတ်အနေနဲ့ကတော့ဒါလေးပြောပြချင်တာပေါ့နော်ဘာလို့ဆိုဟိုတနေ့ကတိတ်တင်လိုက်တဲ့ post ပေါ်မှာမူတည်ပြီးတော့အများကြီး comment တွေတက်လာတယ်အဲ့ဒါတွေကိုတိတ်ကစဉ်းစားမိပြီးတော့ဗောနော်ဒါလေးကိုတိတ်တစ်ချက်ပြောပြတာပါအဲ့တော့လူရှိသူရှိအပေါင်းအသင်းတွေရှိအဆက်ခွဲတာမျိုးရိုက်နှက်ဆုံးမတာမျိုးတွေကိုမလုပ်ပါနဲ့เนาะဟိုဘယ်လိုပြောမလဲနောက်ပြီးရီးစားထားရင်ဟိုကိုသမီးထက်အများကြီးအသက်6နှစ်တို့10နှစ်တို့ကြီးတဲ့သူနဲ့ဆိုရင်အထူးသတိထားပါသူတို့တွေဟာအများကြီးအတွေ့အကြုံရှိပါတယ်သူတို့တွေရဲ့ talkie တွေသူတို့တွေရဲ့အာဘော်တွေမှာမျောမသွားဖို့
တောင်းတိုင်းမပေးဖို့ငွေကြေးပိုင်းဆိုင်ရာဖြစ်စေခန္ဓာပိုင်းဆိုင်ရာဖြစ်စေစိတ်ပိုင်းဆိုင်ရာနစ်မြုပ်သွားတာပဲဖြစ်စေအဲ့ဒါတွေကိုမပါအောင်မိခင်တွေအနေနဲ့တငယ်ချင်းလိုရောမိခင်တယောက်အနေနဲ့ရောနားလည်အောင်သဘောပေါက်အောင်ဆုံးမပေးပါနော်တင်ရတာလေး share လုပ်ပေးတာပါအားလုံးပဲကျေးဇူးတင်ပါတယ်ချုပ်ချယ်နေလို့အလကားပဲနော်နားလည်အောင်ပြောရမှာနော်သဘောပေါက်အောင်ပြောရမှာနော်ငါသမီးတောက်တာစားတာငါရှိမှမလုံးနဲ့မကြိုက်ဘူးတာငါ့အောင်မလေးစားတာအဲ့လိုမဟုတ်ဘူးနော်ငါသမီးစားလိုက်တောက်လိုက်ရင်သူဟာဘလို့ပြောင်းလဲသွားတယ်လဲမတောက်မီကဘလို့ပုံလဲတောက်ပြီးသွားရင်ဘလို့ပုံလဲဘလောက်ထိတောက်နိုင်လဲဘလောက်ထိမူးလာရင်ဘလို့ဖြစ်တယ်လဲဒီပေါ်မှာကိုကထိမ့်သိမ့်ပေးရမှာသမီးတောက်တယ်ဆိုတာအိမ်ကြီးရှိဘလို့တောက်ရမယ်ဘလို့နေရာတွေမှာသွားမတောက်ရဘူးဘလို့နေရာမှာပဲအဆင့်ရှိ society ကောင်းတဲ့နေရာမှာပဲတောက်ရမယ်ဒါမျိုးတွေလုံးဝကိုနော်သမီးနဲ့တငယ်ချင်းမောင်ပေါင်းပြီးတော့တိတိကျကျပြောပြပါချုပ်ချယ်ရမှာမဟုတ်ဘူးနော်နားလေအောင်ပြောရမှာသဘောပေါက်အောင်နားထဲဝင်အောင်ခေါင်းထဲမှာရောရင်ထဲမှာရောနားလေအောင်ပြောရမှာ main ကလေးတယောက်ရဲ့တန်မိုးဆိုတာဘာလဲဆိုတာကိုလည်းသိအောင်လို့ပြောရမှာဖြစ်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်မမသိပါ